လူငယ်တယောက်ဟာကောင်မလေးတွေနဲ့ပထမဆုံးအကြိမ်ချင်းတွေ့တဲ့ပွဲတိုင်းမှာအမြဲတမ်းအဆင်မပြေပဲကြာရှုံးခဲ့ရပါတယ်။မိန်းကလေးတယောက်နဲ့တွေ့တိုင်းသူဟာအလွန်အမင်းစိတ်လှုပ်ရှားပြီးစကားတစ်လုံးမှမပြောနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။သူနဲ့ချင်းတွေ့ခဲ့တဲ့မိန်းကလေးတွေကတော့သူ့ကိုအေးဆက်ဆက်နိုင်သူတို့မဟုတ်ဖော်ရွေမှုမရှိသူလို့အမြဲထင်ခဲ့ကြတာပေါ့။ဒါပေမဲ့တကယ်အမှန်တရားကတော့သူဟာပြင်းထန်တဲ့လူမှုဆက်ဆံရေးကြောက်ရွံ့မှုယောဂကိုခံစားနေရတာဖြစ်ပါတယ်။ပြီးတော့တနေ့မှာတော့သူဟာ online forum တစ်ခုမှာလျှို့ဝှက်စမ်းပြတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။သူ့ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ message တစ်ခုပေါ်လာပြီးအဲ့ဒီ message ကသူ့မှာလည်းလူမှုဆက်ဆံရေးကြောက်ရွံ့မှုယောဂရှိတယ်လို့ဆိုပါတယ်။ဘလောက်တောင်ဆိုလဲဆိုရင်စာတို text ကနေတဆင့်ပဲလူတွေကိုစကားပြောနိုင်တဲ့အထိပါပဲ။အဲ့ဒီလူငယ်ကနေပါဦးသူကငါနဲ့အတူတူပဲလို့တွေးမိခဲ့ပါတယ်။သူတို့နှစ်ယောက်အကောင့်ချင်းအပ်ပြီးနေရောညပါမရက်မနာစကားတွေစပြောဖြစ်ကြပါတော့တယ်။ကလေးဘဝအမှတ်တရတွေကနေရာသီခွင်တွေအထိစိတ်ကူးပေါက်ရာအတွေးအဆတွေကနေနေ့စဉ်အခြေအနေမေးမြန်းတာတွေအထိမင်္ဂလာနံနက်ခင်းပါနဲ့ကောင်းသောညပါဆိုတဲ့နှုတ်ဆက်စကားတွေဟာသူတို့ရဲ့နေ့စဉ်လုံယိုလှုပ်ဆင်ဖြစ်လာခဲ့ပါတယ်။နှစ်ပတ်လောက်ကြာမှပဲသူတို့ဟာတယောက်ကိုတယောက်ပေးပြီးလို့တောင်ခေါ်ဝေါ်နေကြပြီဖြစ်ပြီးစာတိုတွေနဲ့တင်တီးတန့်တည်ရှိနေတဲ့အခြေအနေတစ်ခုကိုစတင်ခဲ့ကြပါတယ်။နှစ်လခွဲနီးပါးအထိသူတို့ဖုန်းလည်းမပြောဖြစ်ခဲ့သလိုဗီဒီယိုကော်လည်းမခေါ်ဖြစ်ခဲ့ပဲစာတိုတွေကြီးပဲပို့ခဲ့ကြတာပါ။နောက်ဆုံးမှာတော့တယောက်နဲ့တယောက်အတီးမြဲဖြစ်လာပြီလို့သိလိုက်တဲ့အခါလူငယ်ကလူချင်းတွေ့ဖို့အကြံပြုခဲ့ပါတယ်။သူဟာနှစ်ရက်ကြိုတင်ပြီးပြင်ဆင်မှုတွေလုပ်ကာမှန်ရှိမှရက်ပြီးသူပြောမဲ့အဖွင့်စကားတွေကိုထပ်ခါတလဲလဲလေ့ကျင့်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ချင်းဆိုထားတဲ့အချိန်နဲ့နေရာမှာသူအချိန်ကြာကြီးမျောလင့်တောင်းတခဲ့ရတဲ့အဲ့ဒီလူသားနဲ့နောက်ဆုံးမှာဆုံတွေ့ခဲ့ပါတော့တယ်တကယ်လို့သင်ဟာတင့်ဖခင်ကိုအကောင်းဆုံးလို့ယုံကြည်ရင်အသေးပေးပြီး follow လုပ်ပေးသွားပါမလုပ်ဘူးဆိုရင်တော့သင်ဟာတင့်ဖခင်ကိုမချစ်ရရောက်ပါလိမ့်မယ်သင်ရဲ့ချစ်ချင်းမေတ္တာကိုပြသဖို့အတွက်ဒီဗီဒီယိုကိုမျှဝေပြီး comment မှာလည်းအသေးပုံလေးတွေပေးခဲ့ကြပါဦး